ကဲအန်သရီဆိုမာတိုမဲဘွန်ဘိုရဲ့အခန်း3ရဲ့4ရဲ့မြောင်းနေပါဆွီဒန်နီရဲ့ဆွီဒန်နီဆိုတလက်စားတယ်ဒီတိုင်းပဲကြက်မယ်ဆွီဒန်နီကတလက်စားတယ်စမ်ဘိုနိုဆွီဒန်နီလမ်းလျှောက်ရင်တလက်စားတယ်မနေ့စာဝယ်မယ်ပေါ့ရေချိုးရင်တလက်စားတယ်အဝိရှော်မယ်ပေါ့အဲ့တော့တဲ့စမ်ဘိုနိုဆွီဒန်နီတဲ့လမ်းလျှောက်ရင်တလက်စားတယ်တဲ့ခုနိုတေကမီယိုဒတ်တဲ့ခီတဲခူရဲမာဆန်ကထည့်ပေးလို့ရမလားတဲ့နောက်တော့ယူဘင်းခေါ်ခုအီတာဆွီဒန်နီစားရိုက်ကိုသွားရင်တလက်စားတယ်ဟာကာခီကိုခါတဲခီတာပို့စကတ်ကိုဝယ်လာခဲ့တယ်နောက်တစ်ခုကဒါဘီနီအတိုင်းမှာဈေးဝယ်တိုင်းမှာကြွကြွရတယ်ခိုင်းမွန်နော်ဒါဘီနီဈေးဝယ်တိုင်းမှာဖုခုရောတက်ဆန်မိုရာဥအိတ်တွေကိုအများကြီးရတယ်ခိုနိုကျော်ခုခီခုဒါဘီနီဒီတေးသွားကိုနားထောင်တိုင်းမှာဖူရူဆာတိုအမိုအီဒါစုဗာလဲဂျေတော့ဂျေလက်ကိုလွမ်းလာတယ်ဆိုတော့အာခဲတာတိုတန်ဗတ်တာတိုတန်လှုပ်လိုက်တာနဲ့ချက်ချင်းနောက်ကနေပြီးတော့အဲ့ဒီမှာဗတ်လိုက်တာနဲ့ချက်ချင်းလို့ပြောတယ်နောက်မှာကိုလှုပ်တဲ့တာတို့ရှိမလိုက်ဘူးသူကသူအလိုလိုဖြစ်တဲ့ဂျီတို့ရှိပဲလိုက်မယ်မတို့အာခဲတာတိုတန်တကားကိုဖွင့်လိုက်တာနဲ့ချက်ချင်းဆူယောဤခါစဲကဟိုက်တဲ့ခိတအေးများတဲ့လေးလေးကဝင်လာခဲ့တယ်။အိုဆာခဲကိုနွန်တာတိုတန်အရက်ကိုတောက်လိုက်တာနဲ့ချက်ချင်းခါဟိုကအခါခုနာတမျက်နာကနီလာခဲ့တယ်တဲ့။နောက်တစ်ခုကရှော့ကူဂျီနိုဆိုင်ချူနီထမင်းစားနေတော့ဧည့်သည်လာတယ်။ရှော့ကူဂျီနိုဆိုင်ချူနီအိုကရက်ဆန်ကခီတာဧည့်သည်ကလာခဲ့တယ်။နောက်ပြီးတော့ခိုင်ခီကိုရှိတဲ့အီရူဆိုင်ချူနီအစည်းအဝေးလုပ်နေတဲ့အတော်အတွင်းမှာခဲတိုက်တန်းဝါကနာတာဖုန်းကမြည်လာခဲ့တယ်။အဲ့တော့ဆမ်ပိုနိုဆွီဒန်နီလမ်းလျှောက်ရင်တလက်စတဲ့ငါကောက်ပြောပါအောင်။ကဲနောက်တစ်ခုအခါအီမွန်နိုနော်တာပြီးနီးဈေးဝယ်တိုင်းမှာကြွကြွရတယ်ငါကောက်ပြောပါအောင်ဘတ်တာတိုတန်ဗလိုက်တာနဲ့ချက်ချင်းနောက်မှာဒါဂျီရိုးရှိပဲလိုက်တယ်ပြောကြည့်ပါအောင်နောက်တစ်ခုကစိုက်ချူနီရှော့ကူဂျီနိုစိုက်ချူနီထမင်းစားနေတော့ဧည့်သည်လာတယ်အဲ့တော့ဆွီဒန်နီယာတလက်စားတယ်ဆွီဒန်နီယာတလက်စားတယ်ဒါဘီနီယာတိုင်းမှာဆွီဒန်နီစမ်ပိုနိုဆွီဒန်နီလမ်းလျှောက်ရင်တလက်စားတယ်နောက်တစ်ခုကခိုင်းမွန်နိုဒါဘီနီဈေးဝယ်တိုင်းမှာကြွကြွရတယ်မတိုအာဂေတာတိုတန်ပဒင်းပေါက်ကိုဖွင့်လိုက်တာနဲ့ချက်ချင်းရှော့ကူဂျီနိုစိုက်ချူနီထမင်းစားနေတော့ဧည့်သည်လာတယ်